လာပါကျွန်တော်နာမည်အောင်ရပြီပေါ့နော်ဒီနေ့မှာဆိုရင်တော့ဖြစ် blog food ဆော့ရမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ် blog food ရဲ့မှာကျွန်တော်ကိုယ်တိုင်ဒီနေ့ level တောင်း level ဟိုတောင်းဖမ်းပါမယ် level ပြောရရင်အဲ့လောက်ကြီးအများကြီးလည်းမဟုတ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်တခုပြောစရာရှိတယ်ကျွန်တော်ကအခုကပါဟိုစစကြီး YouTube ထောင်တဲ့လူပေါ့နော်ဟုတ်ပါတယ်ကျွန်တော်က YouTube အခုမှထောင်တဲ့လူပါဟုတ်ပါတယ်နော်အခုဆိုရင်တော့ level fan မှာကျွန်တော် level fan မယ်ပြီးကျွန်တော်ဘာအရင်ကောင်းမလဲမသိကျွန်တော်မင်းရင်ကောင်းမလဲဘာပဲပဲယူလိုက်ပါမယ်နောက်ကျရင်ဒီမှာကျွန်တော် level ကအခုဆိုမှ1984ရှိပါတယ်ဟုတ်ပါတယ်1984ပေါ့နော်ကျွန်တော် level အဲ့လောက်ရှိတယ်ကျွန်တော်ကိုယ်က ice ရှိပါတယ်ကျွန်တော် ice က V2 လား V2 လားဆိုတခုပဲ V2 ရှိရပါအများကြီးလည်းမအမှ cold stone တခုပဲရှိရပါနော်ဒီမှာ cold stone တခုပဲရှိတယ်ဟုတ်ပါတယ် cold stone တခုပဲရှိပါတယ်ကျွန်တော်အခုဆိုရင်ကျွန်တော်က84ရောဒီတော့ဒီ quest ပြီးတော့85ရောက်အဲ့ဒါကိုကျွန်တော်ကိုယ်ကအမားကြီးလောက်ခဲ့ရပါဘယ်လိုလဲဆိုတော့ကျွန်တော်ကပထမမသိဘူး1985ရောက်ဘေးကျွန်းသွားရမယ်လို့မသိဘူးအဲ့ဒါကြောင့်ကျွန်တော်ကဒီမှာပဲ grind ခဲ့တယ်အမှန်ရင်ဆိုရင်ကျွန်တော်ကဟိုလောက်ရတော့ကျွန်တော်မေအဲ့တန်းလိုက်ဆွဲဟာလေးတန်းလိုက်ဆွဲလဲဗာလေအဲ့ဒါလေးကျွန်တော်ကနှိမ့်လိုက်ရမှာအမှကျွန်တော်ကမေ့သွားတယ်ဘလို့ဆိုရင်အမှကျွန်တော်ကိုယ်အမားကြီးလောက်ခဲ့အမှကျွန်တော် line လန်ကဘာလို့မှမသိဘူးကျွန်တော်ခုတ်လိုက်တော့မှဒီဘက်ကအမှ damage လေးပေါ်ရမှာလေးမှကျွန်တော်အဲ့ခုတ်လိုက်တာဘာသွေးုံမျိုးအဲ့ပဲကျွန်တော် line လန်နေတာအမှဘာဖြစ်လို့ line လန်နေရလဲဆိုရင်ကျွန်တော်spare တစ်ခုသုံးနေလိုက်ရအဲ့ဒါကြီးကအမားကြီးဖြစ်ကျွန်တော် spare သုံးလိုက်တော့မှအဲ့ဒါကြီးကဘလို့အီးမနဲ့မသိ line လန်နေတယ်ကျွန်တော်အဲ့နဲ့ကျွန်တော်ဘာဖြစ်နေမှန်းလည်းမသိဘူးအဲ့ဒါဘာပြီးတော့မှပဲ line ကကောင်းသွားတော့အဲ့ဒါနဲ့ကျွန်တော်လည်းပြန်ပြီးထပ် grind မယ်ဆိုပြီး grind ကိုစဉ်းစားလိုက်ပါကျွန်တော်က ice user ဆိုတော့ AC ပဲသူတို့ကျွန်တော်ခုတ်မရဘူးကျွန်တော်အခုဆိုရင်ကျွန်တော်ပတ်စံတသိန်းဝဲလာအဲ့လောက်တသိန်းအဲ့လောက်ပဲရှိအဲ့လောက်ပဲရှိအခုတော့ကျွန်တော် grind မယ်ပေါ့နော် level grind မယ် rise step ကို block ကိုပဲတင်မယ်ပေါ့ကျွန်တော်အရင်တော့ကဗုဒ္ဓပေါ့ဗုဒ္ဓရင်ကျွန်တော်ကိုယ်သူ ice ကိုစားလိုက်တာပါဒီ ice ကိုပြန်စားလိုက်ဘာလို့လဲကျွန်တော်ကိုယ်တိုင်း ice ကိုတခု V2 လုပ်မယ်ဆိုပြီးကျွန်တော်စဉ်းစားလိုက်အဲ့ဒါနဲ့ဗုဒ္ဓရင် ice ပြန်စားလိုက်တာပေါ့နော်အဲ့လိုဖြစ်ပေါ့နော်ကျွန်တော်အခုဆိုရင် grind မယ်ရတဲ့ step ကို block ကိုပဲတင်မယ်ပေါ့နော်ကျွန်တော်ခုကျွန်တော် grind မယ်ကျွန်တော်တခုပြောရရှိရဘာလို့အခုချက်ချင်းကျွန်တော်ကို like and subscribe လေးနှိပ်ပေးပါနောက်ဆုံးလည်းပဲ grind မယ်နော်မဲတခုရှိရ sorry ရပါကျွန်တော်တောင်းမှမှာ level grinder ကို brother တို့ကြည့်တာဘာပြင်းမယ်လို့ကျွန်တော်ထင်မယ်ပြင်းမှာနဲ့ကျွန်တော်အဲ့ဒီတော့တောင်းမှမှာဟုတ်ပါတယ်တောင်းမှမှာခုဆိုရင်အမနဲ့ခုကျွန်တော် level တက်ပြီအဲ့ဒါနဲ့ကျွန်းတက်သွားတော့ကျွန်တော်အကျွန်းတက်သွားမှန်းကိုလုံးဝမသိခဲ့အဲ့နဲ့ကျွန်တော်လည်း quest လေးထပ်သွားယူရပေါ့နော်ကျွန်တော် level grind မယ်ထပ်သွားယူမယ်ကျွန်တော်ဘာဖြစ်လို့ stat တွေကိုမတင်တာကျွန်တော်ခုနကတင်မယ်လို့ပြောခဲ့တာဟုတ်ပါတယ်ကျွန်တော်ဘာဖြစ်လို့မတင်တာလဲဆိုတော့ကျွန်တော် level က1985ရောက်ပြီအဲ့ဒါကြောင့်ကျွန်တော်ဘာဖြစ်လို့မတင်တာလဲ1985ရောက်ရကျွန်တော်ခုနပြောတာလွဲဝရပေါ့နော်အမှန်ကန်ဆိုမတင်သေးဘူးကျွန်တော်6.8အဲ့လောက်ရောက်မှတင်မယ်ဟုတ်ပါတယ်အဲ့လောက်ရောက်မှတင်မယ်ခုဆိုရင် grind မယ်ထပ် grind မယ်ကျွန်တော်ကစုတက်တာတကောင်ချင်းရင်တိုင်နင်းတယ်လို့ခံစားရတယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်အဲ့နဲ့ရေခဲပြီးခဲလိုက်တော့ခဲလီမအောင်ကျွန်တော်အမရေခဲပြီးခဲလိုက်တိုင်းကျွန်တော် ice back coat I want a coat what အဲ့နဲ့ကျွန်တော်ဟိုလည်းကောင်တော့ယူအောင်မယ်ဆိုပြီးထပ်တော့ယူပါတယ်I know I want a coat there your ice back နဲ့ခဲအောင်လုပ်လိုက်ရေcool stove ပြီး ice sash အဲ့လိုမျိုးကျွန်တော်ပါသွားတယ်တုံးနေပါကျွန်တော်ကဘာလို့အမွမ်းသိမ
ကျုံတာလဲဆိုတော့ 9နာရီတက်ဆက် ခုနအနောက်ကအတန်ပါသွားရတော့ sorry ရဒီတော့လေ grind မှာမင်းရရတက်ဒီခုဆိုရင် level ထပ် grind မယ် level ထပ် grind မယ် grind မယ် post တကောင်ကြံနဲ့ပြီး ice bat ပြီး ice sash နော်အဲ့ဘလို့လဲမသိကျွန်တော်လည်းတိတ်မပြောတော့အဲ့ဒါကြီးကျွန်တော်အကောင်ဘေးပြောက်သွားရလဲဆိုကျွန်တော်အဲ့ဒါကြီးသုံးလိုက်ပြီးတော့ဘေးဟုတ်မယ်အကောင်တက်တင်နောက်မှာဂျောင်တိုးပုံကောင်းဂျောင်တိုးပုံအဲ့ကောင်ပြီးတော့အမှကျွန်တော်နောက်ထပ်ဘာနဲ့ကောင်းမဲလူရောတာလဲဆိုတော့နောက်ထပ်3កောင်မဲလူတော့အဲ့3កောင်တက်ပြီးတော့ဆိုရင်ကျွန်တော် level တက်အဲ့နဲ့ကျွန်တော် level ကိုထပ် grind ပါမယ်ကျွန်တော် level grind နေမယ် grind နေအရင် grind ကျွန်တော်အခုဘာဖြစ်လို့ stat တွေကိုမတင်နိုင်လဲဆိုတော့ကျွန်တော်လည်းကိုယ်တိုင်မသိခဲ့ကျွန်တော်တကယ်လို့ဟိုပါကျွန်တော်တို့ဒီ video ကြည့်ရင်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့အခုကျွန်တော်တို့ဟိုကလုပ်မယ်ဗာ level တက်ပြီးဆိုရင်ကျွန်တော်နောက်ဆုံးမှာကျွန်တော်တို့အပီစုပ်တူတင်ပြစ်မယ်ကျွန်တော်မသိဘူးတင်ပြစ်လောက်ပါမှာနော်အပီစုပ်တူကိုတင်ပြစ်မယ်အခုကကျွန်တော်တို့အခုကကျွန်တော်တို့ line လေးပဲရက်လိုက်အောင်ဟိုရနော်စာလေးတစ်စာရေးပြမယ်ကျွန်တော်စာလေးရေးလိုက်အောင်fine နောက်ထပ်ပြီးပါအားလုံးပဲဒီနေ့ vlog လောက်ပဲအားလုံးပဲ bye bye